ပြောတယ်အရှိစီပါတဲ့မြန်တော့ရှားတောင်ထဲမှာကိုကြီးပြားအလဲမှာတော့ရေပြူရေပြားကြတယ်ဝေကိုဝေပါသတဲ့ရှင်တော်တယောက်စောင်းတယ်ဘယင်တို့ဘဲမွေးတဲ့တောင်ကမြောက်ရဘူးအနောက်တောင်ဆိုရှင်ရဲဝင်လို့မှတ်ကြပါလို့ရောင်ခတ်တော့တောင်ပတ်တဲ့ဘိုက်တွင်နဲ့ရှမ်းဘယင်မင်းတို့မှစံစားသွားတယ်ရင်စားရွှေ